မိဘပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှန်များစီစဉ်ကနေဒီကနေ့မှာထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းသူသတင်းမများကိုသတင်းမှန်ပြန်ကြားပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးတစ်ပုဒ်အနေနဲ့အင်းအားကံမောင်ပေါ်မှာလူငယ်20ဦးခန့်ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကအကြောင်းမဲ့ဖမ်းဆီးစစ်ဆေးခဲ့ကြောင်းသတင်းသူသတင်းအမှားများမဟုတ်မမှန်ရေးသားဝါဒဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်ရန်ကုန်တိုင်းဒေသကြီးကဘာကြီးဖျားလမ်းမပေါ်ရှိအင်းရကံပေါင်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကလူငယ်20ဦးခန့်ကိုအကြောင်းမဲ့ဖမ်းဆီးစစ်ဆေးခဲ့ပြီး6ဦးခန့်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းသူသတင်းမှားတွေကိုမဟုတ်မမှန်လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာနယ်မြေလုံခြုံရေးတာဝန်ရှိသူတအုပ်ထံကိုဆက်သွယ်မေးမြန်းပြောကြားချက်အရအဲ့ဒီသတင်းမှာမှန်ကန်မှုမရှိကြောင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့နယ်မြေလုံခြုံရေးလုပ်ငန်းတွေကိုဥပဒေနဲ့အညီဆောင်ရွက်လျက်ရှိပြီးပြည်သူတွေကိုအကြောင်းမဲ့ဖမ်းဆီးခြင်းစစ်ဆေးခြင်းမရှိကြောင်းအကြမ်းဖက်သမားတွေကသာအသက်အရွယ်မရွေးဖမ်းဆီးခေါ်ဆောင်ပြီးအသိအဓမ္မလူသစ်စုဆောင်းလျက်ရှိကြောင်းပြည်သူလူထုမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်အထင်မြင်လွဲမှားစေရန်အတွက်တရားမဝင်ပြည်ဖြတ်မီဒီယာတွေကအခုလိုမဟုတ်မမှန်လုပ်ကြံရေးသားဝါဒဖြန့်ဝေနေချင်တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်နောက်ထပ်တစ်ပုဒ်အနေနဲ့မြင်းမူမြို့နယ်ဦးနှောင်းကုန်းကျေးရွာကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကလက်နက်ကြီးပစ်ခတ်မှုကြောင့်ကျေးရွာနေအိမ်များမီးလောင်ပျက်စီးခဲ့တယ်လို့သတင်းသူသတင်းမှာတွေမဟုတ်မမှန်လုပ်ကြံရေးသားဝါဒဖြန့်ဝေနေတဲ့သတင်းကိုတင်ပြပါမယ်ရှင်။စကိုင်းတိုင်းဒေသကြီးမြင်းမူမြို့နယ်ဦးနှောင်းကုန်းကျေးရွာကိုအခုလ15ရက်နေ့မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကလက်နက်ကြီးပစ်ခတ်မှုကြောင့်ကျေးရွာအတွင်းလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့ပြီးနေအိမ်တွေမီးလောင်ပျက်စီးခဲ့တယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းသူသတင်းအမှားတွေကိုမဟုတ်မမှန်လုပ်ကြံရေးသားပြီးလှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာနေပြည်လုံခြုံရေးတာဝန်ရှိသူတအုပ်ထံကိုဆက်သွယ်မေးမြန်းခဲ့ရာအဲ့ဒီသတင်းမှာမှန်ကန်မှုမရှိကြောင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့မြင်းမူမြို့နယ်အတွင်းဒေသခံပြည်သူတွေတည်ငြိမ်အေးချမ်းစွာလုပ်ကိုင်နေထိုင်နိုင်ရတဲ့အတွက်သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးနေပြည်လုံခြုံရေးဆောင်ရွက်လျက်ရှိပါတယ်။အဲဒီလိုဆောင်ရွက်လျက်ရှိရာအပြစ်မဲ့ပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုလက်နက်ကြီးပစ်ခတ်ခဲ့ခြင်းမရှိကြောင်းသိရှိရပါတယ်။တရားမဝင်ပြည်ဖြတ်မီဒီယာတွေကလုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်ပြည်သူတွေအထင်မြင်လွဲမှားစေရန်အတွက်နေပြည်လုံခြုံရေးဆောင်ရွက်ရာနေရာတွေနဲ့အနီးဝန်းကျင်တွေမှာနေအိမ်တွေမီးလောင်ပျက်စီးခြင်းအပြစ်မဲ့ပြည်သူတွေထိခိုက်ဒေဆုံးခြင်းစတဲ့အထင်မြင်လွဲမှားဖွဲ့သတင်းသူသတင်းမှားတွေကိုလုံခြံရေးသားလှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးတစ်ပုဒ်အနေနဲ့ဂံကောမြို့နယ်မြစ်တာဆယ်ပေါ်ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ပုံကျဲခဲ့ကြောင်းသတင်းအမှားတွေဖြန့်ဝေရရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။မကွေးတိုင်းဒေသကြီးဂံကောမြို့နယ်မြစ်တာဆယ်ပေါ်ကိုအခုလ18ရက်နေ့မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းအမှားတွေကိုမဟုတ်မမှန်ရေးသားဖြန့်ဝေနေတာကိုတွေ့ရှိရပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးနေပြည်တော်လုံခြုံရေးတာဝန်ရှိသူများနဲ့ဒေသခံတွေကိုဆက်သွယ်မေးမြန်းချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့စစ်ရေးပြတ်မှတ်မဟုတ်တဲ့နေရာတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းသိရှိရပါတယ်။အကြမ်းဖက်သမားများအနေနဲ့နိုင်ငံတော်အစိုးရရဲ့လုပ်ငန်းစဉ်တွေကိုပျက်စီးစေလိုတဲ့ရည်ရွယ်ချက်နဲ့လန်ဒရာတွေကိုမိုင်းထောင်ဖောက်ခွဲခြင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာအရေးပါတဲ့ဓာတ်အားပေးစက်ရုံတွေလျှက်စစ်တာဝါတိုင်တွေကိုဖောက်ခွဲဖျက်ဆီးခြင်းဒရုန်းနဲ့ပုံကျဲခြင်းများလှုံ့ဆော်ရရှိကြောင်းအကြမ်းဖက်အားပေးပြည်ဖြတ်မီဒီယာတွေကအကြမ်းဖက်သမားများရဲ့ရွှန်ရှာဆက်ဆုပ်ဖွယ်လုပ်ရက်တွေကိုဖုံးကွယ်ဖို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်ပြည်သူတွေအထင်မြင်လွဲမှားစေရန်ရွယ်ပြီးအခုလိုမဟုတ်မမှန်ရေးသားဖြန့်ဝေနေချင်တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။မိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တမတော်ပါဝင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာသတင်းသူသတင်းမှားတွေကိုရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။